အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ Gaf ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာကတော့ Minecraft 1B mod ဒေးတရားဆော့သွားမှာဖြစ်ပါတယ် Let's go သွားလိုက်ကြရအောင် Okay ကျွန်တော်ဂိမ်းထဲကိုရောက်လာပါပြီ 1B mod ဆိုတဲ့အတိုင်းပဲကျွန်တော်တို့အကုန်လုပ်လို့ရပါတယ်ကျွန်တော် description နဲ့ comment မှာထောင်းမဲ့နေရာကိုပြထားပါတယ်အဲ့နေရာမှာတွားတောင်းလို့ရပါတယ် Okay ကျွန်တော်အရက်လေးယူလိုက်အောင်တော့ယူတယ်ပေါ့နော်ကျွန်တော်ကတော့ကမ္ဘာအကျန်းဆုံးလူတယောက်ဖြစ်အောင်လုပ်တော့ဖြစ်ပါတယ် Let's go ကျွန်တော်အရင်ဆုံး file ရေးလိုက်မယ်ကျွန်တော် file ထဲမှာဘောက်တီအများဆုံးဖြစ်အောင်လုပ်မယ်ကျဆုံးဖြစ်အောင်လုပ်မယ်ပြီးကြတော့ is ကိုတက်သွားတယ် Kisaru ဟိုပါမကမဖူးနဲ့လူနဲ့တက်သွားမယ် Okay အခုတော့ကျွန်တော်တို့နေရာလေးလိုက်ရှာလိုက်ရအောင် Let's go ကျွန်တော်ရှာလေးတော့မတွေ့လိုက်ဘူးကျွန်တော် channel ကို like and subscribe လေးလုပ်ပေးကြပါအဲ့ဒါကျွန်တော်ကျေးဇူးတင်ပါပါ Let's go ဟို pirate တွေလို့ပါဟိုရှီတတ်တားတွေမင်းတတ်တားတွေကျွန်တော်ချပါတယ်အဲ့ကျွန်တော်တို့ရဲ့ပထမဆုံးဟာစီးမြင့်နေရတော့ Okay ကျွန်တော်ကတော့ဒီဂုံနိုဖူကိုစားသွားမယ်ပြီးတော့ရှိရစမွေးအားလုံးပွင့်အောင်လုပ်မှာဖြစ်ပါတယ်တော့ဆိုကျွန်တော်တသားအရင်တွားခုံမကြမယ်တွားမကုန်ဘူးကျွန်တော်တို့ဒါတွေယူသွားမယ်အစားအစာတွေဒီကောင်ကကျွန်တော်တို့ကစွမ်းရည်သုံးနေအစားအစာဟိုဖြစ်လို့ပေါ့ဗျာအစားအစာဒီဘိုက်စာလေးကိုကျွန်တော်အဲ့တိုင်း Okay ကျွန်တော်အခုကတော့တသားရင်လူးသွားမယ်ကျွန်တော်တို့တကယ်ဘီရင်ကြီးဖြစ်သွားမှာဆိုဘီရင်ဖြစ်ခင်ကျွန်တော်တို့ဒီကောင်လေးတက်လို့ပေးရမယ်ဟာချင်းပေလမ်းဒီချင်းပေလာပါနဲ့တူတူနေပဲ Okay ဒူးမယ် let's go ကျွန်တော်ဒူးလိုက်တဲ့နည်းနည်းတော့ကြာသွားပြီဗျာဒါဆိုဟို rain တတာကြီးကကျွန်တော်နောက်ကိုအသေးလိုက်တာOkay ကျွန်တော်တို့သွားမယ်ကျွန်တော် credit table နဲ့ကျွန်တော်တို့ဓာတ်ရဲ့ဘာညာတွေရ credit မယ်ဒီဆိုတိုးလေးရင်တောင်းမယ်ပြော့အောင်ရှစ်တရားကျွန်တော်ကတော့ချစ်စင်ပေါ့နော်ဒီဟာလောက်ရတဲ့အတွက်ကတော့ဒီမို့တော်တော်လေးကောင်းပါတယ်ကျွန်တော်နောက်ပိုင်းကျဘာတွေပါလဲဆိုတော့ဗီဒီယိုနဲ့လုပ်ပြီးသွားမယ်ဘလို့ထားမလဲဆိုတော့လည်းပြောတော့ပြီးမယ်ကျွန်တော်အောက်ကလင်းရတောင်းကတော့တော်တော်ခက်တယ်ဒါကြောင့်ကျွန်တော်ပြီးရင်လောက်ရသွားပဲပြီးတော့ဂိမ်းတော့ပါဘလို့ထည့်အောင်ဆိုတော့ပြရတော့ပါတယ်နောက်မှဒီဗီဒီယိုထဲမှာမပါဘူးပြကျွန်တော် let's go ရေဆိုကျွန်တော်တို့ရွာသားအင်ကိုဖြတ်မယ်ဘာလို့လဲကျွန်တော် EXP ရဲ့ level ရဲ့တက်သွားတယ်ရပြီကျွန်တော်ဒီ view ကဒေးစစ်လောက်ထိစော့တာဖြစ်ပါတယ်ဒီကောက်တက်မှာရ1 2 3ရောင်းခက်ချက်ကတော့ကျွန်တော်ဘောင်တီလည်းရတယ်ဒါဆိုကျွန်တော်ဘောင်တီမြင့်တော့1000တောင်မြင့်တော့နောက်တဲ့ bounty hunter တွေလည်းရှိပါတယ်ဒါပေမဲ့ကျွန်တော်မလုပ်တော့ဘူး 5 resources ပဲ5ပေါ့နော် Okay ညောင်းမတကောဒီကောင်လေးချလာပြီကျွန်တော်တို့ကြည့်ကြည့်အောင် Let's go မချောင်းတော့ animation လေးပါ Okay ကျွန်တော်တို့စားဆိုကျွန်တော်စားဆိုထည့်ယူဒီလောက်နေမလားကျွန်တော်ဒီကောင်ကိုတက်မယ်
Brook ကိုတက်မယ်ဗျာ Okay Brook တက်တာနည်းနည်း speed တုံးလိုက်တယ်ဘာလို့ဆိုတော်တော်လေးကိုခတ်သွားချင်တော့အန်ကောကဆွဲနေတုံးလာဆို Let's go ကြီးပေါ့ဘောက်ထစ်Okay ကျွန်တော် speed တော်တော်လေးတိုးလိုက်ရတယ်ခုဆိုတော့ကျွန်တော်သူ့ရဲ့ဓာတ်နဲ့ fighting style ကိုရတော့ပါပြီကျွန်တော်ခေါင်းကြီးရဲ့ EXP တိုးအောင်လုပ်အောင်လို့တို့က fruit စားမယ်ဆိုရင်ကျွန်တော် EXP တိုးအောင်လုပ်ရတယ် EXP တိုးမှာ fruit စားရင် scale ပွင့်မှာဗျာမဟုတ်ရင်ပွင့်မှာမဟုတ်ဘူးဒါဝါယူမလားဝါတော့မိုင်းနမေတော့မိတော့အဲ့ဒါ EXP လေးနည်းနည်းတက်သွားအဲ့လိုအကောင့်လေးတက်ရင်ရတယ်ဟိုဘာလို့ဒီရမလဲဘရိုရဝါရပါဘရိုရဟာတော့ဖြစ်နေသူ့ကမှတာအဲ့ကျွန်တော်ဟိုပါဗျာတနည်းတနည်းအောင်ခုံလိုက်ရင်အငွေးရောက်တာโอเคကျွန်တော်တို့အခုမှ cover stone တူရတာဗီဒီယိုက6မိနစ်တောင်ရှိသွားမှတ်တာပဲတော့ကြည့်ကြပါโอเคအားကြီးရမကျွန်တော်တို့ဝါတူးမယ်ဗျာ cover stone တူးမယ် let's go အဲ့ဒါကျွန်တော်ပြောတာဆိုတော့လေးလို့မေးကြအောင်တဝေးအများကိုကျေးဇူးတင်ပါကျွန်တော်ခုမှဆောက်လုပ်တာဆိုတော့ okay ကျွန်တော်မနေ့ကသွားမယ်အခုအိတ်လိုက်မယ်ဒီကောင်လေးတက်ပြီးရင်ဒီလားကျွန်တော် staff ဟို EXP ရေးတက်တယ်တော့ဟိုင်းမှာပါခီးစားဘူးအော်သူဖိုင်မမဟုတ်ဒီလေးဟာတက်လို့မရဘာလို့အော်ငါUnlimited food မှာ Unlimited food ကြီးကဘေးရမှာငါဟာကီမောင်ပွင့်လေးဟာကီပွင့်ရတော့ Okay ကျွန်တော်ဒါလေးရှိတ်မယ်ပြီးရင်အိမ်မယ်ဒီဝရမှာကျွန်တော်ပြောပြီးဆိုတော့ထပ်ပြီးတော့ပြောတော့ဗျာအဲ့အစားစားကုန်နဲ့ဆိုင်းတော့နောက်ခုအဆောင်လို့တော့နည်းနည်းတောင်းမှပါလေစကားလေးနည်းနည်းထင်မှဆိုရင်ဒီပြလဲတော့ကြမယ် let's go okay အခုကတော့ကျွန်တော်တို့လေကိုတွေ့ပြီတွေ့ဆိုကျွန်တော်တို့ဝင်မယ်ဒီမှာ fruit ရတက်တာလေးဖောက်တယ်နောက်မှတချို့တက်တာတွေက fruit မပါဘူးဗျာအေးအကောင်ကြီးပဲပါတယ်ဒီလိုဘာညာအဲ့ဒါကြီးပဲပါ okay ဟာဘာလို့အော်ဒီပေါ်မှာဘာလို့တွေ့ဘူးကွာဆင်းရတယ်ဒါလေးရှိလာပြီဒါတွေကရောက်စားလို့ရတယ်တရားရှိပြီးသားအခုရှာအောင်ဒါကျွန်တော်တို့ဖြတ်ရမှာโอเคဖြတ်လိုက်ပြီဟာအကောင်လေးယာကဲကြပါဦးသူ့ရဲ့တိုင်းနဲ့ပြောပြီးတော့ဒီတိုင်းကျွန်တော်ကဒီကခုလို့လို့ဖူးဟောဆလာမဒီအဲ့ဖူးကလူစီစားတဲ့ဖူးကိုစောင်းတော့ဖြစ်ပါတယ်လက်ရှာကျွန်တော်ဒီလိုအားလုံးကကောင်းကြံနေသေးတယ်ဒီစိုးစောကောင်းရောက်တော့မကြောက်ဒီလို chest တွေထဲမှာလည်းအတီးတွေပါတယ်လေဘာလို့မပါဘူးโอเคဒီတော့နည်းနည်းရှိပြီးဆိုကျွန်တော် speed လေးတိုးရမယ် let's go โอเคထဲထဲကိုရောက်တော့မယ်ကျွန်တော်ဒါလေးရင်ဖြတ်လိုက်မယ်ဘာလို့ရှိဒါလေးကဘာလဲဟာကြီးကျွန်တော်ပုံအဲ့ဆိုရင်ဒီနေ့ကျွန်တော်ဆက်သွားမယ် let's go okay ကျွန်တော်တို့အောက်ထပ်လေးတစ်ခုတွေ့ပြန်ပြီဒီ EXP လည်းတော်တော်ရောက်နေပြီ
သားတွေရောကိုယ်စလုံးရောဒါတော့ယူလာဆိုတော့ဒါရီဖမ်းရပြရတယ်ဒီအလူလောက်ရအောင်နောက်တစ်ပတ်လောက်တောင်းလိုက်မယ်ရောပါလောက်ဖို့ကိုမချိုးတော်တော်လေးမို့ပေါ်ဝေးညားရတယ်ဒီကောင်နဲ့ကျွန်တော်တို့လဲလူလေးရတယ်ပေါ်ဒီလေးရတယ်ကျွန်တော်ဒီစောက်ခဲ공공노 레모 Okay,ကျွန်တော်တို့ရေးရမှာဒီတော့ဘာရှိလို့ဒီတော့ဟာပေးဝိုင်းပြန်တော့မကြော်လိုက်မပြန်တော့တော့ Okay ကျွန်တော်ဒါပဲရရွာလဲဆိုကျွန်တော်အနီးနားရွာလေးတွေ့လို့ဝင်လာတာအဲ့ဒါလည်းဟောတာနဲ့ဟိုမှာတင်ပေါ်ရွေးစိတ်ကတင်ပေါ်ရွေးဒီထဲမှာဘာရှိလဲဒီကနေဖောက်လိုက်တော့ကုန်းပေါ်ရောက်ထူးဆန်းလိုက်ဖြစ်ပြီအော်como no fui a Bahia me disseဟုတ်တယ်ဆွဲနေကုန်ရသွားပြီဒီဗီဒီယိုလေးကိုဒီလောက်ပါပဲနောက်ဗီဒီယိုမှာကျွန်တော်ဘယ်လိုလေးဆက်ရှုတာလဲဆိုတော့ပြပါမယ် bye bye